သူများကိုပြောချင်လို့ရှိရင်ကိုယ့်ကိုပြန်ကြည့်ရမယ်ကိုယ့်ကိုပြန်ချက်လို့သူများကိုပြောတော့မယ်ဆိုရင်ကိုယ့်ကိုပြန်ကြည့်တယ်ပြန်မကြည့်ပဲနဲ့သူများကိုသာတစ်ဖက်သက်ဆုံးမတဲ့လူတတိပေးတဲ့လူဆိုလို့ရှိရင်အပြောသမားတက်တက်ဖြစ်သွားပြီလူလောကထဲမှာအပြောသမားတက်တက်ပြောတာနဲ့လှုပ်တာနဲ့မကိုက်တဲ့လူတယောက်ဒီလိုအခြေအနေမျိုးရောက်သွားတယ်တဲ့ဒါကြောင့်မို့တတိပေးတယ်လူတွေဆိုတာဟာယထာဝါရီတထာကာရီကိုပြောတဲ့အတိုင်းလုပ်ရမယ်ကိုလုပ်တဲ့အတိုင်းလည်းပြောရမယ်အလောကတခြားပြောရတခြားမဖြစ်စေရဘူးတဲ့အဲ့ဒါကိုတတိပေးဆုံးမတဲ့အနေနဲ့အတ္တနမေဝပထမံပတိရူပေနိဝေတယေသူများကိုပြောချင်ရင်သူများပြောဖို့အသာထားကိုစမတ်ကြအောင်ရင်လှုပ်လိုက်အောင်ဒီလိုဆိုလို့ပဲနော်ကိုစမတ်ကြအောင်နေကြည့်လိုက်အောင်မြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်ချုပ်သွားတာငယ်ငယ်တော့ကဟိုးတခါကြီးတယောက်ပြောဦးတယ်ခေါင်းအင်္ဂလိပ်တွေဟာတဲ့ဗမာပြည်အုပ်ချုပ်တဲ့အခါမှာသူတို့နိုင်ငံမှာတော့သူတို့နေကြသူတို့နေတယ်ဗမာပြည်အုပ်ချုပ်တဲ့အခါမှာဒေသသားတွေဗမာလူမျိုးတွေကသူတို့ကိုလေးစားအောင်လို့ဆိုပြီးစပင်းကိုလည်းကြော့နေအောင်ဖိထားတယ်အဝတ်စားကိုလည်းတတ်တတ်ရရနဲ့တိုင်းနဲ့ပန်းနဲ့ပို့ပြီးအင်္ဂလိပ်တွေကအဲ့ဒါလို့နေတယ်လို့အင်္ဂလိပ်လက်ထက်တုန်းကစစ်ကဲယာရုထီအောင်ရရှိတဲ့တခါကြီးတယောက်ကဘုန်းကြီးကိုရှောက်ဖို့တယ်အဲ့လိုသူအင်္ဂလိပ်စာတက်အမှုတန်းကောင်းပေါ့နော်အဲ့ဒီကရက်ပြောတာအင်္ဂလိပ်တွေကတဲ့ဒေသလူတွေသူတို့ကိုအထင်ကြီးအောင်လေးစားအောင်သူတို့ဘယ်တော့မှကိုယ်ကာမနေဘူးတဲ့ဘယ်တော့မှကိုယ်ကာမနေဘူးစားလဲစတိုင်းနဲ့နော်နေလဲစတိုင်းနဲ့လူထင်ကြီးအောင်ပေါ့သူတို့ကအဲကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားတယ်ဒါမို့အဲ့ဒီကလာတာစမတ်ကြကြနေတယ်ဆိုတာစမတ်ကြကြနေတယ်ဘိုးဆန်းတယ်တို့ဘာတို့ပြောကြပြန်တာပေါ့နော်ဗမာတွေကအင်္ဂလိပ်ကိုဘိုးလို့ခေါ်တာနဲ့တပါတယ်ဘိုးကလည်းပဲနှစ်ဘိုးရှိတယ်ဘိုးပြူနဲ့ဘိုးမဲဟိုတချင်းဆိုတဲ့လူပြောတာမဟုတ်ဘူးဘာလို့ဘိုးပြူဘိုးမဲဖြစ်သွားတော့ဆိုအင်္ဂလိပ်တွေကဗမာပြည်ကိုအုပ်ချုပ်တဲ့အခါမှာအိန္ဒိယကလားတွေနဲ့အုပ်ချုပ်တာအိန္ဒိယလူမျိုးတွေခေါ်လာတာအဲ့ဒါဘိုးမဲတွေပါလာစဉ်းစားကြည့်အဖြူတွေကနံပါတ်1ခေါင်းဆောင်လုပ်ပြီးတော့အမဲတွေကသူ့လက်အောက်ကနေတဆင့်အုပ်ချုပ်တာအဲကြောင့်မို့သူတို့လှုပ်သွားတဲ့ဟာအတူခိုးစရာတွေလည်းရှိတယ်လို့ပြောကြတယ်အဲ့ဒီရှေ့ခေတ်မိတဲ့လူကြီးတွေပေါ့နော်သူတို့ဟာတဲ့သူတို့ကိုလေးစားအောင်လို့ဆိုဘယ်ခါပဲဖြစ်ဖြစ်နေတာထိုင်တာဟာစတိုင်နဲ့နေတယ်စကားပြောရင်လည်းတတ်တရပြောတယ်ပြောချင်တာမပြောဘူးသူတို့ကိုခံညာထဲဝါဆိုတာနေပြပြီးတော့အရှိန်ဝါကိုပြပြီးတော့ဒီလိုအုပ်ချုပ်သွားတာဒါလည်းဟုတ်တာပဲเนาะဒါလည်းလှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်ပဲကိုယ်ကမနေဘူးစမတ်ကြကြနေတယ်စတိုင်ကြကြနေတယ်နေပြီးရင်တောကလူတွေလေးစားအောင်သူတို့နေရမယ်လို့နေဖို့ထိုင်မှုအဲ့ဒါကိုမြတ်စွာဘုရားကလည်းဟောတာချီအတ္တနာမေဝပထမံပတိရူပေနိဝေတယေတဲ့ကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားတဲ့ကိုအရင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ဥပမာကိုယ်တိုင်ကဟုတ်လားကိုကျင်သီလစောင့်တည်တယ်ဥပုသ်နေတိုင်းဥပုသ်ဆောင်တယ်ဒီလိုပေါ့ကိုယ်တိုင်ကအများကအားကြလောက်အောင်နေပြပြီးတော့မှအထင်ညာမနုဿာသေးရတယ်အဲ့ဒီနောက်မှာသူများကိုဆုံးမပါကိုနေတယ်လို့သူများကိုနေနိုင်အောင်ဆုံးမပါအဲ့ဒီလိုမလုပ်ဖဲနဲ့ကိုကတော့နေခြင်းတို့နေပြီးသူများတော့ဆရာလုံးလို့ရှိရင်ဘာဖြစ်လဲကိုယ့်ပေါ်မှာတုံ့ပြန်ပြီးတော့မင်းငေါ့ခံရတာတွေဖြစ်တယ်မင်းငေါ့ခံမလေးစားကြတော့ဘူးပေါ့
အဲ့ဒီလိုလေးစားမခံရဘူးဆိုတဲ့ကိုယ်ကိုယ်သိက္ခာကိုညင်နွမ်းအောင်လုပ်သလိုဖြစ်သွားပြီဒါမြတ်စွာဘုရားတတိပေးဆုံးမတာမတမကောင်းတယ်လူကြီးလှုပ်တဲ့ပုဂ္ဂိုလ်ဟာလူကြီးပြီးကိုကအရင်နေပြပြီးတော့မှသူများကိုဆုံးမအဲ့ဒီလိုမဟုတ်ဘဲနဲ့ကိုကတော့ကလေးကလားသူများကိုသွားဆုံးမတဲ့အခါကျတော့တစ်ဖက်သားကတော့သူတို့နေခြင်းသူတို့နေငါတို့ကြမှာလာပြောတယ်ဟိုလိုလည်းမလုပ်နဲ့တာဖနှစ်ယောက်အရက်တူတူတောက်တဲ့အခါကျအဖေလို့တဲ့ပုဂ္ဂိုလ်ကပြောတယ်ငါတောတတ်မှဖြစ်ပြီးငါတောက်လို့ရတယ်မင်းမတောက်နဲ့တောတတ်မှဖြစ်ပြီးလှုပ်ချင်တာလှုပ်လို့ရတယ်လို့ထင်နေနော်တောတတ်မှဖြစ်ဘယ်လှုပ်တော့မလဲတောတတ်မှလက်မှတ်ရလိုက်သလားမသိဘူးငါကတောတတ်မှဖြစ်သွားရင်တောက်တယ်ငါကိစ္စရှူတယ်ငါအပေတကားပိတ်ပြီးပြီဘာနဲ့ပိတ်တယ်တော့မသိဘူးသူ့အပေတကားမင်းမတောက်နဲ့မင်းတောက်ရင်မင်းငရဲကြလိုက်မယ်ငါတော့အပေတကားပိတ်ပြီးနော်အဲ့လိုဟာမျိုးလည်းရှိသေးတယ်အဲ့တော့ငါနေသလိုမနေနဲ့ငါပြောသလိုလုပ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမဖြစ်စေနဲ့တဲ့မြတ်စွာဘုရားအတ္တနာမေဝပထမံပတိရူပေနိဝေတယအထင်ညမနုဿတေယနာကိလေသေယပဏိတောပညာရှိဆိုတာပြစ်တင်မခံရအောင်ကိုယ်တိုင်ကစနစ်တကျနေတတ်ဖို့လိုအပ်တယ်ပြီးတော့မှသူများကိုတွင်တင်ဆုံးမပါဆရာလုံးမဲ့ပုဂ္ဂိုလ်တွေကိုလမ်းညွှန်မှုပြုတယ်